မြန်မာပြည်မြေပုံရဲ့အနောက်ဘက်အရက်မှာရှိတဲ့နေရာအလားဆုံးတော်တောင်များအလားဆုံးကမ်းခြေများရင်ကျင်းမှုတွေလေးများထင်ရှားခဲ့စေသာသရိုးသားတဲ့သွေးချင်းညီနောင်များဘာသာယူဝါဒမခွဲခြားတတ်ပါဗုဒ္ဓစကားကျင့်သုံးလိုက်နာကြနှစ်ပေါင်းများစွာကအခုရောနောက်များရှင်ဗုဒ္ဓရဲ့တရားထွန်းကားမဲ့ရှင်ဂေါတမပြတဲ့စကားရှိခိုးပါဤမြတ်ဖျားရှိခိုးပါဤရှိခိုးပါဤသာဓုသာဓုသာဓုသုံးချိန်ခေါ်မိရှိခိုးပါဤရှင်ဖျားရှိခိုးပါဤရှိခိုးပါဤသာဓုသာဓုသာဓုသုံးချိန်ခေါ်ဆိုမိမြမပြေနောက်ပဲချမ်းအဖားတစ်ခိုင်ပြေကိုလွမ်းနေလို့ငေစကလေးဘဝတွေပြန်တည်းရနေလို့အဖေမေမောင်နှမကြီးကိုငယ်ချင်းတွေအားလုံးကျမ်းမှချမ်းသာကြစေသာအဝေးရောက်လူသားစုတောင်းစကားဓမ္မပရိယနောက်ဖာခဲအဖားခိုင်ပရိကိုလွယ်နေလို့အရှိကတိတ်ဘဝကိုပြန်တည်ရနေလို့အဘာမောင်မောင်နှမကြီးကိုတငယ်ချောတီအားလုံးကျမ်းမှချမ်းသာခဲ့ပါစေအဝေးရောက်လူသားစုတောင်းစကားမောင်တီမြေပုံရဲ့အနောက်ဘက်အရက်မှာရှိတဲ့နေရာအလားဆုံးတော်တောင်များအလားဆုံးကဲချင်များကိုယ်ကလေးနဲ့ကြော်ကြတိတ်တပိုင်းများစွာမှာသရိုးသားတဲ့သွေးချင်းညီနောင်များဘာသာယူဝါဒမခွဲခြားတတ်ပါဗုဒ္ဓစကားကျင့်သုံးခဲ့နေကြရာစုများစွာကအခုရောနောက်များတည်ရှိနေတရားဟောကြားခဲ့မြတ်ဗုဒ္ဓဗျာဒိစကားရှိခိုးပါဤမြတ်ဖျားရှိခိုးပါဤရှိခိုးပါဤသာဓုသာဓုသာဓုသုံးချိန်ခေါ်မိရှိခိုးပါဤရှင်ဖျားရှိခိုးပါဤရှိခိုးပါဤသာဓုသာဓုသာဓုသုံးချိန်ခေါ်ဆိုမိဓမ္မပြေနောက်ပဲရှမ်းအဖားတစ်ခိုင်ပြေကိုလွမ်းနေလို့ငေစကလေးဘဝတွေပြန်တည်ရနေလို့အဖေမေမောင်နှမကြီးကိုငယ်ချင်းတွေအားလုံးကျမ်းမှချမ်းသာကြစေသာအဝေးရောက်ခိုင်သာစုတောင်းစကားနမပရိယနောက်ဖာခဲအဖားခိုင်ပရိကိုလွယ်နေလို့အချေကတိတ်ဘဝကိုပြန်တည်ရနေလို့အဘာမောင်မောင်နမကြီးကိုတငယ်ချောတီအားလုံးကျမ်းမှချမ်းသာခဲ့ပါစေအဝေးရောက်ခိုင်သာစုတောင်းစကားကျမ်းမှချမ်းသာကြပါစေသာကျမ်းမှချမ်းသာကြပါစေသာကျမ်းမှချမ်းသာကြပါစေသာအဝေးကစုတောင်းပေးပါ